professional သမားတို့ရှောင်ရှားမဲ့အမှားတစ်ခုဂျယ်ရီတယောက်ရုံနောက်ကျလို့ကားမြန်မောင်းလာတယ်တိုမီအမည်အပုဂ္ဂိုလ်ကလည်းရုံနောက်ကျလို့ကားအောင်အမြန်မောင်းလာပါတယ်တိုမီနဲ့ဂျယ်ရီကားနှစ်စီးကလမ်းကျောယူမှုတူနေပြီးသူ့အပြိုင်ကိုပြိုင်ဖြစ်လာပါတယ်တယောက်ကတယောက်ကိုအကြုံမပေးပဲမောင်းနေကြကနေကားပြိုင်ပွဲလိုဖြစ်လာပါတယ်တယောက်နဲ့တယောက်လှမ်းအောင်မှဆဲလိုက်ကြပါသေးတယ်တိုမီရုံးမှာပါကင်ထိုးတော့သူ့ရဲ့မနီမွေးမှာဂျယ်ရီကကားပါကင်ထိုးတာကိုတွေ့တယ်နောက်တော့ပို့ပြီးတော့တိုက်ဆိုင်တာကဝင်းတဲ့အဆောက်အုံရောစီးရဲတက်လေကပါသွားတူနေတယ်အစောကလမ်းပေါ်မှာတယောက်နဲ့တယောက်ဆဲထားပြိုင်မောင်းထားကြတာမို့ဒေါသတွေကမပြေကြသေးပါဘူးဒီလိုနဲ့သွားတဲ့အထက်ကလည်းတူသလိုဝင်းနဲ့ခန်းကလည်းတူနေတာကိုနှစ်ယောက်စလုံးအံ့ဩစွာတွေ့ရှိခဲ့ကြပါတယ်နောက်တော့သိလိုက်ရတာကတိုမီချိန်ထားတဲ့ရောင်းသူဆိုတာဂျယ်ရီဖြစ်ပြီးဂျယ်ရီချိန်ထားတဲ့ကုန်ပစ္စည်းဝယ်မဲ့ customer ကတိုမီဖြစ်နေပါတယ်နှစ်ယောက်သာကားအပြိုင်မောင်းလာကြပြီးတယောက်နဲ့တယောက်ဆဲဆိုထားကြတာအယောင်းဝယ်လုပ်ဖြစ်ဖို့ကမသေးကြတော့ပါဘူးဒါပေမဲ့နှစ်ယောက်စလုံးကလည်းအကြက်တဲတွေတွေ့နေကြပါတယ်နှစ်ယောက်စလုံးကလည်းအနည်းအခက်ဆုံးအခြေအနေတစ်ခုကိုရောက်သွားပါတယ်သင်ခန်းစာကတော့ professionalism လို့ခေါ်တဲ့ professional ကြကြနေထိုင်ပြောဆိုကျင့်ကြံတတ်မှုဘာသာရပ်ထဲမှာ private နဲ့ business life ကိုစက်တာခွဲတဲ့အကြောင်းအရာပါရှိပါတယ်အိမ်ကနေထွက်လာရင် private life family life ကခဏရပ်တန့်သွားပါတယ်စံပြေထားလိုက်တာနဲ့ business life ကိုဦးတည်ပါတယ်ဒီလိုဦးတည်ခြင်းရုံနောက်ကြတဲ့အတွေးခေါ်စိုးရိမ်စိတ်တစ်ခုကြောင့်ပဲလန်ကီမှာတွေးကြုံရသမျှကိုစိတ်အလိုမကျပြုမှုတုံ့ပြန်နေခြင်းက professional မကျတဲ့လုပ်ရဖြစ်ပါတယ်ထိုနည်းတူစွာလုပ်ငန်းခွင်ပြဿနာကိုလည်းအိမ်ကိုတည်မပြန်ရပါဘူးသင်ဆက်တာနဲ့သူ့ဆက်တာခွဲပြီးမလိုအပ်တဲ့တုံ့ပြန်မှုတွေကိုမပြုလုပ်ဖို့အတွက်လိုအပ်ပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးဗီဒီယိုလေးတွေကိုပတ်စင်နေစဉ်တင်ဆက်ပေးနေမှာမို့ကျမတို့ရဲ့ Mental Power Page လေးကိုလည်း like and follow လုပ်ထားနိုင်ပါတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်